ကဲတူရီဝါလာစင်ကိုမရီအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့၄နာရီခွဲအတွက်ကနန်းလေးတင်ပြီးလိုက်ပါတယ်ဒီ9နဲ့4နဲ့ပေါင်းခြင်းဟာ9ဖြစ်တဲ့အတွက်9ပါဝါ4ထိပ်စီနော်4 9ထိပ်စီဒီ4ရယ်ဒီ9ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းခြင်းဟာ4ဖြစ်တဲ့အတွက်4ပါဝါ9နောက်ပိတ်4 9ထိပ်စီနဲ့4 9ထိပ်စီနဲ့နော်4 9နောက်ပိတ်ကို9 4ဆိုပြီးထွက်သွားပါတယ်နောက်တစ်ခါဒီခွန်ရယ်ဒီ4ရယ်ဒီနှလုံးပေါင်းခြင်းဟာ1ဖြစ်တဲ့အတွက်16ထိပ်စီနော်ဒီခွန်ရယ်ဒီ4ရယ်နှလုံးပေါင်း1ဖြစ်တဲ့အတွက်16ထိပ်စီအဲ့ဒါဒီ9ရယ်ဒီ4ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းခြင်းဟာ2ဖြစ်တဲ့အတွက်2ခွန်နောက်ပိတ်နော်2ပါဝါခွန်2ခွန်နောက်ပိတ်16ထိပ်စီနဲ့2ခွန်နောက်ပိတ်နဲ့မှာ1ခွန်ဆိုပြီးထွက်သွားတယ်နော်အဲ့ဒါဒီ2ရယ်ဒီ9ရယ်ဒီနှလုံးပေါင်းခြင်းဟာခွန်ဖြစ်တဲ့အတွက်ခွန်2ထိပ်စီအဲ့လိုခွန်2ထိပ်စီဖြစ်တဲ့အချိန်မှာဒီ9ရယ်ဒီ2ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းခြင်းဟာ2ခွန်နောက်ပိတ်ခွန်2ထိပ်စီ2ခွန်နောက်ပိတ်နော်အဲ့တော့2ခွန်2ခွန်ခွန်2 91ဆိုတာလေးတစ်ခွက်ပါရောဆိုထူရနော်ခွန်1နှစ်1ဒီမှာဒီနှလုံးပေါင်းရင်9ဖြစ်တဲ့အတွက်9 4ထိပ်စီဒီ3လုံးပေါင်းရင်4ဖြစ်တဲ့အတွက်4 9နောက်ပိတ်နော်9 4ထိပ်စီ4 9နောက်ပိတ်နဲ့94ဆိုပြီးထွက်သွားပါတယ်ဒီမှာဒီနှလုံးပေါင်းရင်1ဖြစ်တဲ့အတွက်16ထိပ်စီဒီ3လုံးပေါင်းရင်2ဖြစ်တဲ့အတွက်2ခွန်နောက်ပိတ်1ခွန်ဆိုထွက်သွားပါတယ်ဒီမှာဒီနှလုံးပေါင်းရင်ခွန်ဖြစ်တဲ့အတွက်ခွန်2ထိပ်စီဒီ3လုံးပေါင်းရင်2ဖြစ်တဲ့အတွက်2ခွန်နောက်ပိတ်ပြီးတော့နော်2ခွန်နဲ့ခွန်2နဲ့ကဲစိတ်ကြိုက်တာဝုန်းလိုက်ကြ